တိပညာငွေကြေးဥစ္စာကလူတဲ့အပိုင်းတော့လိုတာပေါ့နော်ဒါပေမဲ့ပြဿနာအလုံးကိုဖြေရှင်းနိုင်နော်ပတ်စံဘလောက်ရှိဒီပညာဘလောက်ကောင်းကောင်းဖြေရှင်းလို့မရတဲ့ကိစ္စတွေအများကြီးပါနော်အဲ့ခါကျတော့ဖခင်ရဲ့အခန်းကဏ္ဍပေါ့ခရိယမုတ်တဲ့ဆရာဝန်ကြီးတွေပြောတာကြားဘူးပါနဲ့ယောဂအကြောင်းသူကလူနာရှင်ကိုရှင်းပြပြီးတဲ့အခါဘာသာကိုယ်ွယ်လဲကိုဖျားနဲ့ကိုပဲဆူတောင်းမို့တဲ့သူတို့အနေနဲ့တော့လုပ်ပေးနိုင်တာတလောက်ပဲဒီထက်လည်းပုံမလုပ်ပေးနိုင်ဘူးနော်ဆိုလူရဲ့တက်ကြွနားလဲမှုကလည်းအကန့်အသတ်ရှိတော့တနည်းချက်ဆုံးသွားဘုပ္ပဆက်သွားလို့မရတော့နော်ဒါကြမ်းမိုင်မှာတော့မဟုတ်လူငွေမှာလည်းဒီပြဿနာရှိတယ်တိုင်းပြည်သဘာဝဘေးအန္တရာယ်အများကြီးပါပဲနော်အဲကြတော့ဖះပဲဆူတောင်းပေါ့နော်ဒါမဲ့လည်းဆူတောင်းလို့ပြောတာကနှစ်မျိုးရှိတယ်ဆူတောင်းပါလေဆူတောင်းပေါ့ဆိုတခုကရွေ့ပြောတာလေဆူတောင်းပါဆူတောင်းလိုက်ပေါ့ဆိုတော့ဒီပဲဘယ်တော့မှရမှာမဟုတ်ဘူးသိလိုက်ပုံစံမျိုးသိတယ်မှာဒီနေ့လူငယ်တွေပြောနေတာဆူတောင်းမယ်ဆိုတာ sorry ပါမတော်ဆူတောင်းလိုက်ပါလေဘာမှဖြစ်လာမှာမဟုတ်ဘူးသဘောမျိုးဆူပဲတော့တောင်းနေလိုက်တော့ဆိုတော့ဒီဆူတောင်းနေတာဘာမှဖြစ်လာမှာမဟုတ်တဲ့ရွေ့ပြီးပြောတဲ့ပုံစံမျိုးတစ်ခုရှိအခုကျွန်တော်ပြောတာတော့ဒါတကယ်ပြောတဲ့အရာအတီပေါ့နော်အတီပြောတဲ့အရာဆူတောင်းဆိုတာတကယ်ပဲဒါနော်တောင်းရမှာပဲတောင်းမှပဲရမှာပဲနော်အဲ့တော့ဒီတောတွင်းလေးကိုပဲကျောင်းရလေး3-4ခုဖြစ်ပါတယ်ဒီ2နှစ်3နှစ်အတွင်းမှာဆူတောင်းခြင်းအဖြစ်ပဲအဆင်ပြေသွားတယ်နော်လူနေကြီးတော်ခက်ပါမလွယ်ဘူးပေါ့နော်ဒါပေမဲ့ဆူတောင်းခြင်းအဖြစ်ကျောင်းရ3-4ခုอ่ะဒီ2နှစ်3နှစ်အတွင်းမှာပြည်လေသွားတယ်ဆင်ပြေသွားတယ်ဆိုတော့နည်းနည်းကိုပြန်ပြီး fresh ဖြစ်သွားတာပေါ့ဘုံတော့ပုံမှန်လေးသွားတဲ့အခါသိထူးခြားမှုမရှိသလိုဖြစ်တယ်ဒါမဲ့ဖျားသခင်ပြန်ပြီးသက်သေလေးပြန်ပေးတယ်ဒါဒီလိုရှိတယ်ဆိုကိုလည်းနည်းနည်းပြန်သတိထားမိလာတော့ဗောနော်ဘာလို့တခါကျတစ်ဖက်ကယုံကြည်ခြင်းတွေဖျားတွေတကူတွေနမိတ်တွေလက္ခဏာတွေပြောတဲ့ဘက်ကလည်းတအားပြောတဲ့အခါမှာကိုလည်းသိမပြောချင်တော့ပြီးတော့အဲ့ဒီဘက်ကိုသိလိုက်မှဆိုလို့ဘာနှုတ်ကပတ်တော်ဘက်ကိုပြန်ဆွဲတာပေါ့ယူယူလေးဘက်ကိုပြန်ဆွဲတော့လေနှုတ်ကပတ်တော်ပဲဆွဲတာများသွားနေလေသူကလူသားပြန်ရောဘာဆိုတော့ဘုန်းတော်မြတ်ကလည်းလူတယ်ဗျမရှိလို့တော့မရဒါ supernatural အဖြစ်ပြက်တရားလေတဘာဝလုံးအဖြစ်ပြက်တရားမရှိလို့တော့မရပါဘူးပုံမှန်တိုင်းသွားရင်တော့အဆင်ပြေမှာမဟုတ်လေနော်လက်ရှိပုံမှန်အခြေအနေကိုကြောဖြတ်နိုင်ဖို့ဆိုတာဘုရားမဆခြင်းလို့တယ်တဘာဝလုံးဖြစ်ဖြစ်ဒီကျွန်တော်တို့မျှော်လင့်ရမယ်ဒါမှသာကျွန်တော်တို့ဟာကျော်လွှားနိုင်မှာဖြစ်တာရှင်းသန်နိုင်မှာဖြစ်တာเนาะတို့တွေ့ရအဲ့ဒီဘဝရစာခန်းကြီး7မှာเนาะအငယ်6မှာဒါကျွန်တော်သိပြီးသားပါเนาะယုံကြည်ခြင်းမရှိရင်ဘုရားသခင်စိတ်တော်နဲ့မတွေ့နိုင်နဲ့เนาะဆိုဘာတွေရှိလဲဘာတွေမရှိလဲခဏထားယုံကြည်မရှိလို့ကတော့ဘုရားမကြိုက်နော်ဆိုဘုရားကမရှိမဖြစ်ရှိကိုရှိရမယ်လို့သတ်မှတ်ထားတာသူ့ပေါ်မှာယုံကြည်ကိုးစားခြင်းအကူမစားခြင်းကကောင်းနေမြကြီးကိုဖန်ဆင်းတဲ့ထာဝရဘုရားထံတော်မှာတက်ရောက်ရဤဆိုတဲ့အဲ့ဒီမျှော်လင့်ခြင်းပေါ့နော်အဲ့ဒါမရှိတော့သူမကြိုက်ဘူးအဲ့ဒါနဲ့အသက်မရှိရင်သူမနစ်သက်ဘူးနော်အဲ့လိုတွေ့ရအကြောင်းမူကားတဲ့ဘုရားသခင်ထံတော်သို့ချစ်ကပ်တော်သူသည်ဘုရားစီကိုသွားတယ်နော်ဘုရားစီမှာချစ်ကပ်တယ်ဘုရားသွားပြောပြဆူတောင်းခြင်းဖြင့်ထံတော်ချစ်ကပ်တဲ့တခြင်းတွေကြောင့်တရိယာနော်
အဲ့တော့ကျွန်တော်တို့ကိုမလုံနိုင်တဲ့အရာတစ်ခုဆိုရင်ကျွန်တော်တို့ကတတ်နိုင်တဲ့ကုညီနိုင်တဲ့လူတယောက်စီကျွန်တော်တို့ချစ်ကပ်နော်ချစ်ကပ်တာဆိုကျွန်တော်တို့အတွေ့အကြုံရှိပါတယ်တခါလေကိုမကျွမ်းကျင်တဲ့ကိစ္စဆိုကျွမ်းကျင်တဲ့လူကိုချစ်ကပ်ရဥပမာဆောက်ဦးဆောင်မယ်ဆိုရင်အင်ဂျင်နီယာတို့ဒီပုံဆွဲတဲ့သူတွေပြီးတော့ဈေးကွက်ထဲကဘီလက်မြေတန်းတို့ပါဘယ်လိုဝယ်ရလဲဆောက်ကူတဲ့လူအတွေ့အကြုံရှိတဲ့လူတော့မေးရတယ်အကျမ်းမိုက်ကိစ္စမှာခွဲမယ်စိတ်မယ်ဖြတ်မယ်တောင်းမယ်ပါမယ်ဆိုလဲဩဘယ်သူကလုပ်ဘူးလဲဘယ်တွေ့ကြုံရှိလားကောင်းလားဒီတူလားဟိုဟာလားဟိုနေရာလားတီနေရာလားချစ်ကမေးရနော်ကိုနားလည်တာကြီးအများကြီးရှိတာကိုမတွေ့ကြုံသေးတာလည်းအများကြီးရှိတာနော်ချစ်ကလူကိုချစ်ကတတိနားလဲလူချစ်ကနော်အခုကတော့ဖျားစီကိုချစ်ကဖျားစီကိုသွားတယ်ပေါ့ဖျားမျက်မှောက်တော်တိုးဝင်တယ်နော်ဒါကဖျားစီကိုသွားပြီသွားတဲ့ခါမှာနော်ဖျားသခင်ရှိတော်မူတယ်နံပါတ်1ဖျားရှိခရိယန်နဲ့ယေဘူးယအဖြစ်တော့ဖျားရှိတယ်လို့ယုံတယ်ခရိယန်နဲ့လေယေဘူးယအဖြစ်နော်ဖျားရှိတယ်ယုံခရိယန်မဟုတ်တဲ့လူကတော့ဖျားရှိတယ်ဆိုတာမယုံဘူးလေနော်ဖျားရှိတယ်ဖန်ဆင်းရှင်ဖျားရဲ့ဖြစ်တည်မှုကိုမယုံဘူးလက်မခံတဲ့သူတွေအများကြီးရှိပါနော်ခရိယန်မှာတော့ယေဘူးယအဖြစ်တော့ဖျားရှိဒါပေမဲ့ဖျားရှိတယ်ဆိုခရိယန်မှာတခါတလေဖျားရှိရောရှိရလားဆိုတော့ဖြစ်သွားတယ်ဖျားရှိဘာတွေ့ကြုံတဲ့ရခက်ခဲတဲ့အခါရအဆင်မပြေတဲ့အခါမှာဘာစိတ်ကလေးတွေဝင်လဲဖျားဘေရောက်နေလဲဖျားဘာလုပ်နေလဲဒီလိုလေးတန်တရားမဝင်ဘူးတဲ့သူမရှိပါဘူးအတွေးလေးဝင်တယ်နော်ဘယ်လိုကြီးလဲဒါကြောင့်မလို့ကျွန်တော်ကျမ်းစာကျောင်းမှာတော့အဲ့ဒီအကြောင်းတစ်ခုရှိliberal theology ကို liberal theology ဆိုတာ biblical မဟုတ်ဘူးလွတ်လပ်စွာတွေးခေါ်ခွဲခြားစိတ်ဖြာတဲ့ theology ပေါ့ဗျာကျမ်းစာတော့အခြေပြုတာပဲဒါပေမဲ့ကျမ်းစာထဲကသူမကြိုက်တာသူမယူဘူးသူကြိုက်တာသူယူတယ်အပြင်အတွေးခေါ်နဲ့ပေါင်းဆက်ပြီးတော့ဖျားเจ้าလေ့လာတဲ့ဘာသာရပ်ပေါ့ liberal theology နော် fundamental ကတော့သူကတော့ biblical ဖြစ်တယ်မလို့ချင်းကျမ်းစာပြောတာဆိုဒါပဲပင်လေကွဲဆိုကွဲတယ်ပဲဘာမှရှောက်ပြောမနေနဲ့အဲ့လိုမျိုးအဲ့တော့ liberal theology မှာသူတို့ကလက်ရှိအခြေအနေနဲ့ထည့်သွင်းစဉ်းစားပြီးသူတို့ကဆွေးနွေးတာ哦လက်တွေ့ကြတယ်ပေါ့ဗျာရှင်းပြောရင်ယုံနှန်းစကားပုံမြင်ယုတ်တိမရှိတာတော့လာမပြောနဲ့လက်တွေ့ကြပြောရမယ်ဆိုတော့လက်တွေ့ကြလက်ရှိဖြစ်နေရသုံးသပ်တဲ့ခါကျတော့ဖះဘေရောက်နေလေအဲ့မှာဘာ theology ထွက်လာလဲသူတို့ဝိုင်းပြီးဆွေးနွေးလိုက်တဲ့ခါမှာသူတို့နောက်ဆုံးရလကပတ်တယ် God is dead theology ဖះသိသွားပြီဖះရှိလို့ရှိဒါပေမဲ့လူတွေရဲ့နေ့စဉ်ကိစ္စမှာဝင်ရောက်စွတ်ဖက်ကူညီမစဖြည့်ရှင်းခြင်းမတွေ့ရရှိလို့ရှိဖះတော့သူတဏှာမှာရှိပါလိမ့်မယ်ဒါပေမဲ့လူကိစ္စကိုဝင်ရောက်စွတ်ဖက်ကူညီမစဖြည့်ရှင်းပြောရင်ဒီမတရားမှုကိုဟလာဥမာချို့ဒီမှာမိုးခေါင်တယ်ငတ်ပြတ်တယ်သိကြတယ်ချို့နေရာမှာမင်းလင်းလုပ်တယ်အများကြီးသိတယ်နော်အခုဆိုရင်ဒါနိုင်ဂျီးရီးယားမှာခရစ်ယာန်3သိန်းကျော်တက်ခံခရစ်ယာန်3သိန်းကျော်ဟိုကဂါဇာမှာသွားပြီးအာယုံဆိုင်တယ်ဟိုကပြောတယ်ခင်ဗျားတို့နိုင်ဂျီးရီးယားခရစ်ယာန်3သိန်းကျော်တက်ခံကိစ္စဘယ်သူမှတမ်းမထွက်ဘူးဘယ်သူမှပြောဂါဇာမှာသူတို့3သိန်းသေးလို့လားတကယ်ချာဒီကစားကွက်တွေကအများကြီးရှိတာအဆင်မပြေတာကြီးပေါ့ဒါတွေရှိတာနော်သူအားလုံးသူ့အကြောင်းရနဲ့သူသွားနေတာသူ့ရည်ရွယ်ချက်နဲ့သူသွားနေတာဆိုအဲ့ခါမှာအဲ့တော့ဒုတိယကမ္ဘာစစ်မှာဒီဂျူးတွေ6တန်းကျော်တကယ်6တန်းမကပါဘူးဆိုဗီယက်ပြည်တော်သူထဲမှာတည်တာကအဲ့ထက်တော့ပိုများသေးတယ်ဆိုတော့12တန်းလောက်ရှိမှတည်ဖယားလူမျိုးတို့ချက်ကလေးငှက်ကလေးကြွက်ကလေးလို့အစိတ်ခမ်းထဲမှာထက်နှင်းတော်မှာတော့မြေထားနဲ့သွားပြီးအမှချခဲ့ပြီးမြေထားပြန်လာနှင်းတော်မှာပြစ်ထားခဲ့တယ်စိုက်ဘေးရီးယားမှာဒါကြီးကပြောရင်တော့တော်တော်ဝမ်းနည်းစရာကောင်းဖယားလူမျိုးတော် chosen people
ဟာဘုရားဘာလုပ်လဲလဲဂျူးတယောက်အနေနဲ့ဆိုဟာဘာလုပ်တာလဲဒီ concentration camp မှာဒီနေ့လားမနေ့ဖြစ်လားအသက်ခံရမှာဟာဘုရားဘာလဲဘာလုပ်နေလဲအဲ့တော့ဘယ်လိုမှအဖြစ်မရှိဘူးနော်အဲ့ဒါမျိုးတွေမနေ့ကလည်းမနေ့နဲ့တနေ့ရလားအမေရိကမှာလားမသိနော်တွေ့လားမသိဘူး3လောင်းကရင်အင်ကြီးတွေနဲ့ဘာပြင်းနေလဲကျွန်တော်လည်းသတိမထားမိလဲ3ယောက်ခေါင်း3ခုဒီလိုရှေ့မှာချတာခေါင်း3ခုနော်ကရင်အင်ကြီးတွေနဲ့အမေရိကမှာဘာမြို့လဲဘာပြင်းနေကျွန်တော်လည်းဖတ်လည်းသတိမထားcomment ဝင်ကြည့်လိုက်တော့မှက accident ဖြစ်တာ3အောင်လို့တခါသိရမိသားစု3အောင်ဒုက္ခဘယ်လိုဖြစ်3အောင်လုံးတည်နော်ဘယ်လိုဖြစ်တာတဲ့ဖះဘယ်လိုလုပ်တာလဲဒီလိုကွာမေးမိမယ်မေးချင်တယ်နော်ဒီလိုဖြစ်မယ်နော်ဆိုတော့အဲ့ဒါဒီလိုတွေးစရာတွေတန်တရားတွေကိုကြော်ပြီးမှမြင်တတ်မှစဉ်းစားတတ်မှရမယ်ဒီလိုတွေကကိုယ်ယုံကြည်ခြင်းကိုပြက်ပြားစေနိုင်တယ်စိတ်ပြက်ပြီးဘုရားစီကဘာမှမတောင်းခံခြင်းတော့ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားစေနိုင်ဒါပေမဲ့တစ်ဖက်မှာလည်းသက်တည်ရရှိတယ်နော်တစ်ဖက်မှာလည်းဒီလိုပုံစံမျိုးရရှိအဲ့နှစ်ခုအားပြန်အဲ့ဒါသတိထားမယ်နော်တစ်ဖက်ကဘုရားသခင်ဘာမှမလုပ်ပေးတဲ့ပုံစံမျိုးလိုအမြဲတမ်းရှိနေလိမ့်ဒါစမ်းသပ်ခြင်းပဲဒါ testing တစ်ဖက်ကလည်းဘုရားသခင်လှုပ်ထားပြီးတော့သက်တည်တယ်မရှိဘူးလားရှိပါတယ်ဒီဘက်ကိုသွားပြီးတော့မမေ့လိုက်နဲ့ဣသရေလမျိုးတွေအကုရုကထွက်လာပေမဲ့တောထဲမှာအဲ့ပြဿနာလုံးထွေးနေတာသူတို့ဖြစ်နေတဲ့လက်ရှိပြဿနာနဲ့ဘုရားသခင်အောက်မဲ့လှုပ်ပေးတဲ့အရာကိုရောထွေးပြီးသူတို့ဘုရားကိုမချီးမွမ်းနိုင်မိတမ်းပြစ်တင်တာဖြစ်သွားတဲ့အခါဘုရားသခင်ကသူတို့ခန္ဓာပြီးတဲ့ပေးမှုဝင်တော့အကျင့်ခံလိုက်ရဒါလည်းစိတ်မကောင်းဘူးအဲ့တော့ဘုရားသခင်ရှိတယ်ဆိုတာတော့ပျောက်သွားလို့မရဘူးနော်အဲ့ဒါတော့ဘယ်လိုမှသွားပြီးတော့နောက်တစ်မျိုးသွားမစင်စားနဲ့ဘုရားရှိလို့ရှိဖို့ရှိတယ်ဘယ်လိုဟာတွေဘာကြီးဖြစ်နေဘုရားရှိတယ်နံပါတ်1ဘုရားစီလာတဲ့ခါမှာဘုရားရှိတယ်ဆိုတဲ့အရာကအရေးကြီးဆုံးပဲပျောက်သွားလို့မရအောင်နော်အဲ့နဲ့နောက်တစ်ခါဆက်ပြောလဲဒုတိယတစ်ချက်အနေနဲ့ကတော့ကိုရောကိုရှာသောသူဟာအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမည်အဲ့ဒါဒီဘုရားစီလာတဲ့သူအကျိုးကျေးဇူးရှိအကျိုးပေးတယ်အကျိုးရဘုရားစီသွားရင်အလကားမဖြစ်ဘူးနော်ထီးပြူဖနာပါသွားပြီးမှအဝေးသွားပြီးမှဒူးတွေထောက်ဒူးတွေနာဆူတောင်းတာပါဇက်တွေညောင်းအာတွေညောင်းပြီးတော့တခါတည်းသွားဆူတောင်းပြီးဘာမှလည်းမဖြစ်လာဘူးဆိုတော့မရှိပါဘူးဘုရားစီတုံးဝင်ချစ်ခဲ့ရင်တခုခုဖြစ်ကိုဖြစ်မယ်တခုခုရကိုရတခါလက်ရှိအခြေအနေကအရာဆိုးရွားရဖြစ်တဲ့ခါမှာနော်စစ်ပြက်လက်ပဲကျွန်တော်ပြောမိတယ်အနှုတ်လက္ခဏာနဲ့ဒါပေမဲ့တယောက်ကပြန်ထိန်ရမဟုတ်ငါတို့ဆူတောင်းရတယ်မလားငါတို့ဆူတောင်းရတယ်မလားတယောက်ကအမြင်နဲ့ပြန်အပေးဖို့လိုတယ်နော်ဟုတ်လားဘာလို့လူဟာစိတ်တက်ကြလွယ်တယ်စိတ်ပြက်လွယ်ကျွန်တော်လည်းဒီ Israel နဲ့ဘာမှမထူးနော်အဲ့ဒါခါမှာမင်းနဲ့တယောက်ပြန်အားပေးရမယ်တတိပေးရမယ်နော်အမုံမို့အဲ့လိုမပြောနဲ့စကားအကုန်မပြောနဲ့ငါတို့ဆူတောင်းရတယ်မလားနော်ဘုရားသခင်လုံနေပါတယ်ဆိုတာအဲ့ဒါတော့လွတ်သွားလို့မရဘူးဗျနော်အဲ့တော့ဘုရားသခင်မှာဆူတောင်းတာအလကားမဖြစ်ဘူးဗျပြောနေအဲ့ဆူတောင်းခြင်းတစ်ခုလေထဲမှာပဲပျောက်သွားတာမဟုတ်ဘူးစီစစ်ဆောင်ရွက်နေပါတယ်ဆိုတော့စိတ်ချအောင်အဲ့ဒါယုံကြည်ခြင်းပဲနော်ကဲအဲ့တော့အဖြစ်ပြက်လေးတွေကြည့်တဲ့အခါမှာနော်ရှင်နုကခရဝင်ခန်းကြီး9မှာနော်ရှင်နုကခန်းကြီး9 36ကနေ50မှာရှိမုန်ဆိုတဲ့ပါရီရှဲတခြားခရစ်ဝင်ကျမ်းမှာသူလူနူလို့ပြောတော့ချမ်းပြူဆယ်တယ်ဘယ်လိုတွေ့လဲဆိုတော့ဒီပါရီရှဲကနူသွားတယ်ဒါ
ဒါပေမဲ့သခင်ရှုအဖြစ်ပြန်တန့်ရှင်းသွားတယ်အဲ့သခင်ရှုအိမ်မှာခေါ်ဖိတ်ပြီးတော့ကျွေးမွေးတယ်ပေါ့ဒီလိုဖာရိရှဲတစ်ခါအနုယောဂဖြစ်ခဲ့ဘူးလေပျောက်ကင်းသွားတယ်ဖာရိရှဲရှိမုန်အိမ်နော်အဲ့ဒီလိုယူဆအဲ့ဒီမှာဒီဆောင်းမတော့ဝဲကျင်းပတော့မှာမိန်းလေးတယောက်ကဝင်လာတယ်ဒါခမန်းတာမာဂဒါလမာရိဒါမှမဟုတ်မာသရဲ့ညီမမာရိဖြစ်နေပြည့်တစားနော်အဲ့တော့ခြေထောက်ကိုမျက်ရည်နဲ့ဆေးတယ်လို့ဖြစ်တကယ်တော့ခြေထောက်ကင်ပြီးငိုတာခြေထောက်ကိုနမ်းတယ်ကိုတော့မျက်ရည်ကျတော့မျက်ရည်ခြေထောက်ကိုစူတော့စပင်းနဲ့ပြန်တုပ်တော့မျက်ရည်နဲ့ခြေထောက်ဆေးတယ်ပေါ့သဘောဖြစ်သွားစီဝီလေးပလင်းလေးကိုခွဲပြီးတော့ခြေထောက်ပေါ်လောင်းချနော်အဲ့ကမှသခင်ရှုကသူ့ကိုပြောတယ်နော်အငယ်48မှာထိုမိမအားလည်းတင်းဒီအပြစ်တွေနဲ့လွတ်လေပြီဟုမိန့်တော်မူ၏နော် your sins are forgiven ပြစ်တွေနဲ့လွတ်လေပြီဆိုနော်အဲ့တော့အငယ်50မှာထပ်ပြောတဲ့နောက်တစ်ခွန်းကပိုအရေးကြီးတယ်ယေရှုသည်ထိုမိမအားနဲ့နောက်တစ်ခါထပ်ပြောတယ်မပရတစ်ခုပြောတာနေတော်တော်လုံလောက်နေနောက်တစ်ခါထပ်ပြောဘယ်လိုပြောလဲသင်ဤယုံကြည်ခြင်းသည်သင်ကိုကယ်တင်ပြီတဲ့ငြိမ်ဝတ်စွာသွားလို့ဟုမိန့်တော်သင်ဤယုံကြည်ခြင်းအဲ့တော့ကျွန်တော်ဘာကိုခွဲမြင်ရမလဲဆိုတော့တစ်ဖက်ကဘုရားသခင်အရာခတ်သိမ်းကိုတတ်နိုင်သောတကူတော် Almighty God so nothing is impossible with God everything is possible ဘုရားသခင်မတတ်နိုင်တာမရှိဘူးဘုရားသခင်အရာခတ်သိမ်းတတ်နိုင်အနန္တတကူရှင်ဘုရားသခင်မသိတာမလုပ်နိုင်တာဘာမှမရှိဘူးဆိုတော့ဘုရားသခင်အကျွတ်မဲ့အုပ်စိုးခြင်းအာဏာစက်ဒါကျွန်တော်သိတယ်နော်ဒါတကူတော့ရှိတယ်အဲ့ဒါနဲ့ပဲအလုတ်ကမဖြစ်သေးဘူးလူပဲအပိုင်းကြတော့ဘာလို့လဲသင်ဤယုံကြည်ခြင်း your faith no your faith ဆိုမေးလိုက်တယ်ဒီခါဒီကျွန်တော်တို့ယုံကိစ္စတွေသွားတယ်နော်ဥမာဗီဇာလျှောက်မယ်ချုပ်ခက်တဲ့နိုင်ငံတွေဆိုရင်ဗီဇာလျှောက်တဲ့လုပ်ငန်းစဉ်တွေအရင်ရှုပ်ထွေးတယ်နော်ကျွန်တော်တို့ကနယူးဇီလန်သွားဩစတြေးလျသွားတာအရင်ရှုပ်တယ်မွေးစင်းရအစနော်အခု Notary Public လို့မမနေပါညာတကောင်စီကိုရှုပ်ရှက်ကပ်ပြီးရက်ွက်ထောက်ခံစာအိမ်ပိုင်ဆိုင်မှုပါအပပါထိုင်းကိုသွားတာနဲ့ထိုင်းကအခုလင်လက်မပဲကောက်စီ14ရက်နေကပြန်လာလို့ရဘာမှမလုပ်ဒါတော့မှဟို3ရက်ကြိုလို့ရတယ်တခုရှိတယ်နော်အခုကအဲ့ဒါလောက်ရတယ်အဲ့ဒါလေးမပိုင်လေစိတ်ချက်မှဟိုရှောင်းနေဒီရှောင်းနေနဲ့အဲ့ဒါကြာသွားလိမ့်မယ်နော်ဆိုတော့နလာဗီဇာဆိုရင်တော့ဒါ best statement မှာတော့ပါလာတာပေါ့ဒါတွေပြရမှာပေါ့နော်ဆိုတော့hotel booking တို့ဘာလို့ဒါတွေက requirement တွေရှိတာနော်အဲ့တော့ကျွန်တော်တွေ့ကြုံတတ်တာဟိုတော့ကားလိုက်စတက်တန်တိုးတာဆိုရင်အခုံကြီးတာတို့ဘာကြံခဲ့တော့မရှိဘူးစစ်အဝေးပြန်လာတယ်ပြန်လာယူရတယ်ချော့မလို့ပါသေးအဲ့ဒါမှအရန်ကြောက်ရတဲ့ခုက तू တောင်းမဲ့စာရွက်စာငါဒီမှာပါရဲ့လားရှိရလားဘာတောင်းမှမသိအဲ့လိုမျိုးတခါ तू ပြောလိုက်တာမရှိဘူးအဲ့တွေ့ကြုံတစ်ခုရှိတယ်အဲ့တယောက်ဆိုအဲ့တန်ရုံတစ်ခုဆိုရင်ねအခုလောလောဆယ်ဖြစ်နေအခုအဲ့တန်ရုံတစ်ခုဆိုအရန်ရစ်တာပြောတယ်ရန်ရစ်တာဆိုပဲ तू ကလည်းတိုင်းသားပဲခရီးပဲအဲ့နိုင်ငံသွားမိသူဟိုကလို့ဟိုပြန်ယူလိုက်ဦးဒီကနောက်လေးမှလားဘာဆိုအချို့ဆိုကိုတယောက်ဆိုရင်အစည်းအဝေးမမီဘူး conference သွားတာမမီဘူးကြံခဲ့တယ်နော်အချိန်မပြီးဘူးပေါ့နော်ဆိုဒီ requirements ဒီလိုအပ်ချက်ကမလွယ်ဘူးဟောရှိဒါရှိလားဟောပါလားဒီကပါလားဟောလုပ်ပြီးလားဒါလုပ်ပြီးလားဆိုတော့လူပကအပိုင်းကဘုရားသခင်နဲ့ပတ်သက်လူကအပိုင်းကလိုအပ်ချက်က your faith where is your faith ဘာလဲသိယုံကြမဟုတ်လေကိုတော့ရကသိတတ်နိုင်တာမလားအဲ့ဒါနဲ့မပြီးဘူးလားမပြီးဘူးမယုံကြည်ခြင်းမလည်းမယုံကြည်သိယုံခြင်းကတင့်ကိုကယ်တင်မှာဖះတကူတော့ကယ်တင်တဲ့စကားကိုမသုံးဘယ်လိုသုံးလဲသိယုံကြည်ခြင်းဒီတင့်ကိုကယ်တင်မှာမငါတကူတင့်ကိုကယ်တင်နေဆိုလို့ရတာပဲပြောလို့မပြောဘာလို့လဲသိယုံခြင်းကတင့်ကိုကယ်သူ့ရဲ့တကူဘက်ကိုသူဘာမှမပြော
ဒါမှမဟုတ်သိယုံကြည်ခြင်းဆိုတဲ့အရာနော်ဆိုဒီမှာအဲ့စကလုံးလေး၃လုံးသိယုံခြင်းသိယုံခြင်းသိယုံဆိုတာကြားမိုက်၃မိုက်ရှိတယ်အဲ့ဒါလေးကိုပြောချင်တယ်နော်အဲ့တော့လူကာ9:50ကတော့အဲ့ဒီမိန်းမကိုသခင်ရှုပြောတယ်သင်ဤယုံကြည်ခြင်းนี่သင်ကိုကယ်တင်ပြီတဲ့နော်ညင်ဖို့ဆိုသွားဟုတ်လားနောက်တစ်ခုရှင်လူကာခရစ်မိမယ်နောက်ပုတ်ကြည့်လိုက်ခန်းကြီး၈ဘက်ကိုရောက်သွားနော်ခန်းကြီး၈ရောက်တော့စနေနေ့သွေးသွန်တာဆွဲတဲ့အမျိုးသမီးအကြောင်းပါလာဒီကြားမှာယေရုရှလင်မြို့ယာဣရုသမီးလေးစနေနေ့အရွယ်လေးတည်သွားတာနော်ဆိုတော့အဲ့ကိစ္စဆိုတော့ဒီကတော့ယာဣရုကအရင်လာခေါ်တာပါလိုက်ခဲ့မယ်ဆိုပြီးလိုက်လာတဲ့လမ်းမှာကအဲ့ဒီစနေနေ့သွေးသွန်တာဆွဲတဲ့အမျိုးသမီးကိစ္စဝင်သွားတာနော်ဝင်တော့ယာဣရုကတော်တော်စိတ်ပူနေပြီသူအိမ်ကိုမြန်မြန်ရောက်စီရှင်တယ်လေဒါပေမဲ့ဒီအမျိုးသမီးကိစ္စကြားဝင်တဲ့အခါနည်းကြန့်ကြာသွားတာပေါ့နော်ဆိုတော့အဲ့ဒီမှာဒီအမျိုးသမီးကနော်ဒါညဆရာဆိုဥစားညနေကမင်းညနေသူဖော်တာလေးတစ်ချက်တွေ့လိုက်တော့သူကတော့နည်းနည်းစာအများကြီးဖတ်တော့သူပြောအဲ့အမျိုးသမီးနာမည်ဆူဇဲနာလို့ပြောတာနော်သူကခင်မွန်းရှိတယ်但ဒီသွေးသွန်တာဖြစ်တဲ့အတွက်ခင်မွန်းကဘာမှလုပ်လို့မရဘူးသားသမီးလည်းမရနိုင်သူနဲ့လည်းအတူနေလို့မရတဲ့အခါခွာနေရတော့ခင်မွန်းတဲ့အနေနဲ့ဘာမှအဓိပ္ပာယ်မရှိတော့ကွာပေးရတယ်နောက်သူကနောက်အိမ်တော့ပြန်ပြူရတယ်အဲ့ခါဒါပေမဲ့သူမင်းတို့သူချစ်တဲ့အတွက်တဲ့သူဥစ္စာပစ္စည်းတွေအများကြီးထားခဲ့ပေးတယ်တဲ့ယောဂါနဲ့အတူဥစ္စာပစ္စည်းထားခဲ့ပြီးသူဝါရှင်ပေးလိုက်တယ်ပေါ့နော်သူအဲ့တော့ကြံတဲ့ပတ်စံနဲ့ကုတယ်ကုန်ပြီဆိုသူအနေနဲ့ခင်မွန်းတယ်လည်းထားခဲ့ပြီပတ်စံလည်းကုန်ပြီယောဂပို့ဆိုးလာလူရောသူရောလည်းသွားမရဘူးနော်တော်ဒုက္ခရောက်ဆိုအဲ့ဒီချိန်မှာဒါသခင်ရှုတွေ့တဲ့အခါသူဘာလို့မှမသိဘူးဘယ်လိုပြောရမလဲဒါနော်အဲ့ဒီခါမှာသူစိတ်ထဲမှာဖြစ်သူဝလုံတုတ်လိုက်ဝလုံမှာဘွားလေးပေါ့နော်ဒီအမိတ်ကလေးပေါ့အဲ့ဒီလိုမျိုးဒါလေးတုတ်လိုက်ပျောက်သွားမယ်သူစိတ်ထဲမှာအဲ့လိုဖြစ်တယ်နော်အဲ့ဒါနဲ့သူကတုတ်လိုက်တယ်ချက်ချင်းယောဂပျောက်သွားတယ်လို့ခံစားသခင်ရှုလည်းချက်ချင်းသိတယ်သူတည်းကတကူထွက်သွားငါဘာသူတုတ်တာလဲပေတရုယာကုပ်တို့ပြောမှာအကိုရောလည်းကွလူတွေအများကြီးဒီလောက်တိုးကျိတ်ထိနေတာကြီးကဘယ်သူထိလဲဆိုတော့ဘယ်လိုလုပ်ပြောမှာလဲမဟုတ်ဘူးတဲ့ဒီမှာထိတာမတူဘူးတဲ့သူတုတ်လိုက်တာငါထက်ကတကူဆုပ်ယူသွားတာအချမ်းတဲ့လူလည်းထိတာပဲသခင်ရှုနဲ့သူတို့ကိုထိပေါ့ဒါဘာဖြစ်အဲ့လိုပဲခရိယန်တော်များများလည်းဘုရားနဲ့ဒီလိုပဲထိတယ်ဘာဖြစ်ဟုတ်လားခရိယန်ယေရှုတောင်းနေတာပဲဘာဖြစ်ခရိယန်ဘုရားနဲ့အတူသွားလာဘာဖြစ်ဘုရားကိုယ်ပဲဘာဖြစ်ခရိယန်ဘုရားအကူရဘာဖြစ်ထိတာပဲအဲ့ပဲယုံကြည်ခြင်းမတူဘူးလေထိတာချင်းဆုတောင်းတာချင်းမတူပါမတူပဲဒီတို့လိုက်တာတကူဆွဲလိုက်ဆုပ်ယူလိုက်တာကျန်တဲ့လူထိတာပဲဘာမှဖြစ်တကူမထွက်ဘူးဆိုခရိယန်နေအဲ့ဒါလိုဖြစ်မှာစိုးတယ်အော်သခင်ရှုလားငါတို့ယဉ်နေတာအမြဲတမ်းထိနေတာဘာဖြစ်လဲ nothing happened ဘာမှထူးကြယေရှုနဲ့လောက်ထိနေတာဘာမှဖြစ်ဒါပေမဲ့တော့တုတ်လိုက်တာနဲ့ထူးကြသွားတယ်အဲ့ဒါဘာကွာလဲဒါလေးစဉ်းစားစရာဖြစ်အဲ့တော့ဘယ်သူလဲဆိုတာတကယ်တော့မသိအောင်သိတာပဲဝန်ခံခိုင်းတာကျွန်မတူတော့အဲ့မှာဘာပြောလဲသင်ဤယုံကြည်ရင်ဒီဟောလာပြန် your faith သင်ဤယုံကြည်သင်ကိုအနာရောဂါရင်းစေတကယ်တော့သူပြောတာသူ့တကူထွက်သွားပြီးပျောက်သွားတာသူ့တကူအဖြစ်အနာရောဂါငြိမ်းတယ်လို့ပဲပြောရမှာပဲဒါပေမဲ့မပြောဘူးဘယ်လိုပြောလဲသင်ယုံကြည်ကသင်အနာရောဂါကိုပျောက်စေသင်ယုံကြည်ဒါပဲလားနော်အဲ့တော့နှစ်ခါရှိနောက်တစ်ခါကဘာလဲဆိုတော့မာကုအခန်းကြီး10ငယ်46ကနေ50နဲ့မှာပါတိမဲနော်ကျွန်တော်တိပိသက်ဇလန်နေပါဒါမဲ့တစ်ခါလေးကျွန်တော်နည်းနည်းသတိမထားမိလိုက်တဲ့အရာလေးရှိလိုက်နော်အဲ့တော့ပါတိမဲကြတော့ तू ကမွေးရပါကန်းတာမဟုတ်ဘူးဗျ
ဘာလို့အင်္ဂလိပ်လိုကနော်သခင်ရှိသူ့ကိုမေးတယ်ဘာလို့ပေးရမလဲမေးတဲ့အခါမှာအင်္ဂလိပ်လိုမှာ I want to see again ဆိုပါ again ဆိုတာတော့တွေ့တယ်ကျွန်တော်လည်းအော်မြန်မာလိုမှာကျွန်တော်မြင်နေပါတယ်ပဲပြောတာဒါပေမဲ့အင်္ဂလိပ်လို again ဆိုတော့အ내ဖွင့်ချမ်းနေဖတ်ကြည့်တဲ့အခါသူတို့ကဗာတိမဲကမွေးရပါကန်းတာမဟုတ်ဘူးပဲအရင်ကသူမြင်ရတယ်တခုခုကြောင့်အကြောင်းတစ်ခုကြောင့်မျက်စိကွယ်သွားပုံရဒါမို့တော့ I want to see again ပြန်မြင်ခြင်းပါလေအဲ့ဒါပေါ့နော်ဆိုအဲ့ကမှာနော်ဒီဟလာခေါ်လိုက်တယ်သူရောက်လာတယ်ဘာလုပ်ပြရမလဲမြင်ခြင်းနဲ့ပြောတဲ့အခါမှာသခင်ရှုက50နှစ်ပေါ့ပြောလေသင်ဤယုံကြည်နေသင်ကိုကယ်မပြီဒါမဲ့သင်ဤယုံကြည်ရမဲ့လာတာပဲအဲ့စကားကိုတအားသုံးတယ်သင်ဤယုံကြည်ခြင်းတချို့တော့ဖခင်ရဲ့တကူတော်ကိုတအားအားကိုဖခင်တကူတော်တအားအမိပြုတယ်ဖခင်တကူတော်အဓိကလို့ထင်တယ်ဟုတ်ပါတယ်ဖခင်တကူတော်ရန်ရေးကြည့်တော့မှန်တာပေါ့ဒါပေမဲ့အဲ့တကူတော်စီးဆင်းလာဖို့အဲ့တကူတော်မိမိကိုယ်ခန္ဓာမှာလာပြီး activate ဖြစ်ဖို့သက်ဝင်အလုပ်ဖြစ်ဖို့ဆိုတာအယုံကြည်ခြင်းကအရန်ရေးကြည့်ဘုရားတကူဆိုသူရှိတာပဲယုံကြည်ခြင်းခလုတ်ကိုပိတ်ထားရင်ဘာမှမလာဘူးဘာမှဖြစ်ဘူးဘာမှမထူးတချို့ကသူများရဲ့ယုံကြည်ခြင်းကိုတော့အားကိုးတယ်နော်ပြောစီစီယာဆိုတော့ဘာဆိုတော့အဲ့လိုမျိုးဒီချက်ဆူတောင်းရင်ထူကြတယ်ဒီချက်ဆူတောင်းပျောက်တယ်တကယ်ရှိလားခေါ်သွားမယ်အဲ့ဒါဆိုရင်တကယ်ပြောက်လားတချို့ကကြိုက်တဲ့ယောဂလာခဲ့တယ်အော်ကြိုက်တာဟိုအဲ့ဒါမျိုးသိကြိုက်တယ်တွေ့ကျင်တာအဲ့ဒါမျိုးကြိုက်တဲ့ယောဂလာခဲ့ဆိုလာလေယောဂတန်းစီပေးလိုက်မယ်အဲ့ဒါမှာသူယုံခြင်းလားဘုရားတကူလားဒီဆိုင်ယုံခြင်းလားဘယ်ရသွားမလဲဆိုရရအဲ့မှာကျရှုပ်ထွေးကိုဒီ faith healing crusade ဆိုတာကျွန်တော်ကိုယ်တိုင်လုပ်ဘူးလေကျွန်တော်ကိုယ်တိုင်ဥဆောင်ဝင်ကျွန်တော်ကိုယ်တိုင်ပေါ်ဝင်ဘူးလေနောက်ပိုင်းကျတော့ခက်လှမ်းလှမ်းနေပဲခောက်ခွာလေးပဲကြည့်တယ်တမျိုးရှိတယ်အဲ့ဒါမှကိုထင်တယ်လို့မဟုတ်ဘူးအဲ့ကိစ္စအဲ့လောက်မရိုးရှင်းဘူးဘုရားသခင်အလိုတော်ကအရန်နဲ့နေတယ်အဲ့ဒီလိုကြီးပေါ်တင်ကြီးချဲလန့်သွားလို့မရဘူးယောဂနဲ့လည်းမပြောက်ပါဘူးတကယ်ဆိုရင်ဘာလို့ဆိုတော့အဲ့ဒါကဘုရားသခင်ဘုန်းတော်တရားမှမဟုတ်ဘဲနဲ့ဒီဆရာနာမည်ကြီးမဲ့ကိစ္စဖြစ်နေဖျားသခင်ကဘယ်တော့မလုပ်ဘူးအဲ့ဒါမျိုးဖျားသခင်လုပ်တိုးတိတ်လုပ်တော့မှာဘယ်သူမှသိလိုက်မှာနော်မဟုတ်ဒီလိုပေါ်တင်ကြီးဟာမျိုးတွေကတော့ attention ရှာနေတာလားဘာလဲဖျားသခင်ကိုလုပ်ဆိုပြီးခိုင်းတာလားဘုရားသူခိုင်းနေလုပ်ရမှာလားပြတ်စီတော်မူပါဆိုတာနဲ့သူဘုရားကိုခိုင်းတာလေကြောအဘတောင်းမှုတာပဲမေးရှာဒီလက်တင်ဝိုင်းစုတာလူနာတော့အသက်ထွက်ခံနေပြီပဲချီလို့မလူနာသက်ထွက်သွားအောင်မငကူရဲ့ရေးရပဲစားနောက်တော့တေသွားတာပဲဘုရားရီဘေးအောင်လားဆိုင်မရှိလစ်ပြီအဲ့တော့နဲ့နေတယ်နားလေအောင်လုပ်အောင်မယ်တစ်ဖက်ကဘုရားတကူမရှိတာလည်းမဟုတ်မလောက်နိုင်လည်းမလို့မလောက်ပေးချင်တာလည်းမဟုတ်ဒါပေမဲ့ဒီကြားမှာဂွင်းဆက်ကအရင်ရေးကြည့်တာအဲ့သူများယုံကြည်ကိုအမကိုနေဒီဆရာနဲ့ဆူတောင်းခံဖို့အမလေးတကူတကကြီးလေမြန်စီးပြီးသွားသေးတယ်ဟိုတယ်မှာတေးရသေးအမသွားဆူတောင်းခံပြန်လာတာမေးတာပျောက်လာမပျောက်ဘူးတဲ့ဝန်သားကြတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ရည်ရှင်တယ်အဲ့ဒါအဆင်မပြေဘူးဒီကိစ္စဘာလုပ်တာလဲဦးကြောင်ကြောင်လဲခင်ဗျယုံကြည်ခြင်းလို့ကျမ်းစာပြောတော့ခင်ဗျကျမ်းစာမဖတ်ဘူးလားတခါမှဒီဆိုင်ယုံကြည်လို့မပြောဘူးလေ your faith ခင်ဗျနဲ့ဘုရားကြားမှာပွဲစားမလို့ဘူးဘာလို့ပွဲစားတော့ခင်ဗျပွဲကပေးနေရတာအဲ့ခရစ်ယာန်နဲ့ပွဲကအရန်ပေးခြင်းတယ်ပွဲစားအရန်ဝါသနာပါတယ်ခရစ်ယာန်နဲ့ကလကနဲ့ချမ်းကွဲတော့ကြားလာပြီဘုရားသခင် direct လာခဲ့ကိုဟိုကြည့်ဒီကြည့်ဘုရားသခင်ဘာမှမကြည့်နဲ့လာလို့ပြောနေတယ်တယောက်ရှာလဲတယောက်သေးလာခဲ့ပါလို့ပြောနေတာတယောက်သေးမသွားရဘူးဘုရားသခင်ကြီးတယောက်သေးမသွားရဘူးလူကြီးယုံကနေကိုတယောက်သေးမသွားရဲသလိုဖြစ်တော့ရှာဒီရှာဘာလို့လဲသူများလာပါလို့ပြောရင်ခေါ်ထားတယ်ဆိုသွားလိုက်ပေါ့ဘာဖြစ်လဲ
ဟုတ်လားအေးအဲ့ဒါမျိုးဒီဉာဏ်မှုကြတော့ဘာကြောက်တာနော်အဲ့တော့ကလကန်ချမ်းကွဲပြီတဲ့ဘသူမှအစီတာမရှိဘုရားသခင်စီတိုးဝင်ချစ်ကပ်ခွင့်ရှိတယ်ခရစ်တော်အသွေးသွန်းလောင်းထားတဲ့လမ်းပွင့်နေပြီတဲ့မိမိကိစ္စအကြောင်းအားလုံးကိုဘုရားသခင်စီမှာတယောက်ချင်းတင်ပြတောင်းခံလို့ရနေပြီလို့ပြောနေတာအနည်းဆုံးတော့ခမီးတို့လက်ရမှာခရစ်တော်ရှိတယ်သူတောင်းဝင်ယူတယ်ယေဘရဟိမင်းခရစ်တော်ကခမီးတို့လက်ရမှာယေဘရဟိမင်းခရစ်တော်တယောက်လုံးကလည်းတောင်းဝင်ယူတယ်အဲ့တော့ကိုသွားမကိစ္စကဘသူလိုက်ရှာလိုက်ဖို့ဘသူရှာလိုက်ပြောပေးဖို့ဘသူရှာကျမ်းစာမင်းတယ်မင်းဘသူကိုပြောခိုင်းမလို့လဲကိုယ့်ကိုပြောလားပါစက်မပါဘူးလားနော်အဲ့စကားတခါတချို့ပြောလေဒီကြောက်ကဘာလို့မပြောလဲပါစက်မပါဘူးလားစကားမပြောတတ်ဘူးလားအေးအဲ့ဒီလိုဖြစ်ဘသူယုံကြည်တင်းယုံကြည်ကဲကဲရှင်ကိုပြောတာဘုရားသခင်ကဂျားလူမပါတယ်ခဏနောက်ဆုတ်ဒီမှာဘာတိမင်းနဲ့ပဲဖြစ်ဖြစ်မာရီနဲ့ပဲဖြစ်ဖြစ်ဘယ်ကိစ္စမဆိုဘုရားသခင်ကပေတရုတော်မှနောက်ဆုံးနေဝင်မပါနဲ့ကာယကရှင်နဲ့နှစ်ယောက်ချင်းသူပြောတယ်ယာဣရုနဲ့နှစ်ယောက်ချင်းပြောတယ်နော်ရေထဲမှာဆိုလဲတယောက်မှမထောင်တပည့်တွေကုန်သွားစားကြသွားပဲရှမာရိအမျိုးသမီးနဲ့ယာကုပ်ရေထဲမှာနှစ်ယောက်ချင်းစကားပြောဘာတော့တွေ့ရလဲဂျားလူရှုပ်မလို့ချင်းဘူးထင်ကြီးနဲ့ဘေးကနေရှောက်ပြောမှအဲ့ဒါတွေကရှုပ်လို့တိလို့ကုန်ဖယ်ထုတ်လိုက်တယ်ကာယကရှင်နဲ့နှစ်ယောက်ချင်းပြောသိရကြည့်ရမယ်သစ္စာကမှုပဲနော်အဲ့တော့ကိုယုံကြည်ကိုအားမရကိုယုံကြည်ကိုစိတ်မချအဲ့လိုဖြစ်သွားအဲ့ကကိုသူများကူညီလိုက်တောင်းမိတယ်နော်ဒီလိုပြောလို့အချင်းချင်းသက်သာမိအကြောင်းချမ်းသာကြမိအကြောင်းအချင်းချင်းဖို့ဆုတောင်းကြလို့ဆိုတော့ရှိပါတယ်တောင်းကြောက်သက်သာဖို့အစဉ်ပြေဖို့ဘေးမဲ့လုံပြီးဆုတောင်းပေးကြမယ်ဒါချစ်ချင်းမြတ်နဲ့တယောက်တစ်ယောက်သတိရဆုတောင်းပေးတာတစ်မျိုးပါနော်ဒါတစ်ပိုင်းရှိတာနော်ဒါပေမဲ့ဒီနေရာမှာကပြောတာကသိယုံကြည်ခြင်းပဲသင်ပြောရင်သင်ပြောဘုရားသခင်နားထောင်သင်ပြောရင်ဘုရားသခင်လုပ်ပေးမှာပဲဆိုရဲသဘောပဲနော်ကိုနဲ့ဘုရားမှာဝင်ပြောရမယ်သူကကိုထက်ပူပြီးမြင့်မြတ်တယ်တန့်ရှင်းတယ်ဆိုတာမရှိဘူးကိုဖျားသားသမီးဖြစ်နေတဲ့အတွက်ကိုဒီခရစ်ယာန်ရှိပြီးသားတခါတလေလေခရစ်ယာန်မဟုတ်တဲ့သူတောင်ပြောတော့ဘုရားသခင်နားထောင်တာခရစ်ယာန်တော့မဟုတ်ဘူးနော်ခရစ်ယာန်လို့သူ့ကိုယ်သူဝန်မခံသေးဘူးမြည်စမ်းကြည့်ကိုပြောပြယေရှုနာမနဲ့ဆုတောင်းကြည့်တာတောင်းတယ်ထူးခြားမှုဖြစ်သွားတယ်နော်ကျွန်တော်ယောက်ျားဆိုရင်ဒါတကယ် community ကနေလာတာဒုက္ခရောက်တဲ့ချိန်ကျမှကျွန်တော်မိမဖေဟာကျွန်တော်မိမရဲ့ဖေဟာကျွန်တော်မိမပြောနေယေရှုဖေဟာကေစမ်းမအောင်ဗျာဒီမှာဒုက္ခတွေရောက်နေပြီဆိုတာခက်ကိန်ကြုတ်ချုံနေအဲ့တော့အော်ပဲဖြစ်တာဒီလောက်ခေါင်းမာတယ်သူကယုံကြည်သူဖြစ်လာတယ်နော်ဘယ်သူမှဘယ်ဆရာမဆွတောင်းပေးတာမဟုတ်ဘူးသူက challenge နှစ်ယောက်တည်းဖျားနေသူတယ်ဒါမျိုးတွေရှေ့ဒါတော့ခရစ်ယာန်မဟုတ်နော်အဲ့တော့ကိုနဲ့ဖျားကြမှာပေါ့နော်ဖျားသိတိုးဝင်ချေခတ်တယ်ကိုနဲ့ဖျားကြမှာဖျားကိုမေးမယ်သိယုံကြည်ငါတတ်နိုင်တယ်လို့သိယုံလားယုံကြည်သောသူဖြစ်လင်မတတ်နိုင်သောအမှုမရှိနော်ဂတိစကားတွေအကြောင်းပြန်ပြီးတော့တတိယနော်ဒါမို့ဖျားတတ်နိုင်တယ်ဆိုတော့ယုံတယ်ဆိုရင်အဲ့ဒီယုံကြည်ခြင်းကစပြီအဲ့ဒါနော်အဲ့ဒီတော့ယေဘူးရဆန်ဆန်ယုံနာလောက်တော့မဟုတ်ဘူးပေါ့နောက်ပြောလို့ပါသခင်ယူထိနေကြတယ်ဘာမှမဖြစ်ဘာမှမခံစားဘာမှထူးခြားမှုမရှိဘူးဒါမှမဟုတ်တို့လိုက်တယ်ဟာတော့သူ့ရဲ့ထူးခြားမှုရှိတော့တို့တယ်ဆိုတို့လိုက်ပျောက်သွားမယ်လို့ယုံနေဆိုရင်မျောလင့်ခြင်းရှိတယ်ကျန်တဲ့လူကသခင်ယူထိမိသွားပြီမဲ့ငါထိလိုက်တဘိုးခံစားရမယ်ဆိုမျောလင့်ခြင်းဟာမရှိဘူးအမှတ်တမဲ့ထိသွားတာအဲ့ဒါကြောင့်ဘာထူးခြားမှုမှမဖြစ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဘုရားသခင်တိုးဝင်ချစ်ကတ်တယ်ဘုရားသခင်ရှိတယ်ဘုရားသခင်တတ်နိုင်တယ်
ငါတစုံတစ်ခုထူးကိုထူးမယ်လို့မျှော်လင့်ဒီယုံကြည်ခြင်းကသိယုံကြည်ပြောတော့ဒီယုံကြည်ရှိပြီးဆုတောင်းနေဆိုရင်ဘာဖြစ်လာမလဲဆိုတော့မျှော်လင့်ရဆုတောင်းရတယ်ဟုတ်လားမလဲဘယ်လိုဖြစ်လာဘာထူးရဖုန်းတစ်ခုလာလူတယောက်လာပါဟေးအဲ့ဒါလားအဲ့ဒါများငါဆုတောင်းထားတယ်တခုအဖြေလာလိမ့်မယ်ဆိုပြီးတော့နော်ဆုတောင်းထားပြီးအဲ့ဒီပေါ်ကျွန်တော်မျှော်လင့်ရဘာလို့ဟေဘဲစစ်တစ်ရဲ့ယုံကြည်သည်မျှော်လင့်သောအရာကိုမျက်မှောက်ပြုမသိမမြင်သေးသောကြောင့်တိမှတ်ဆွဲလန်းခြင်းဖြစ်ဒါမှမဟုတ်အဲ့ဒီယုံကြည်ခြင်းဆိုတဲ့အရာကသာမန်ယုံကြည်မဟုတ်မျှော်လင့်ထားတယ်ဘုရားသခင်လှုပ်ပေးနေတယ်လှုပ်ပေးလိမ့်မယ်မကြခင်အဖြေရမယ်အဖြေကလာနေပြီလမ်းမှာ the answer is on the way အဖြေကလမ်းမှာရောက်တော့မယ်အဲ့လိုမျိုးလေးဆွဲလန်းမှုအာဗြဟံလိုစိတ်တန်းတာဒီဂရိတော်ကိုဆွဲလန်းတဲ့စိတ်တန်းတယ်ဖြစ်ကိုဖြစ်လာမယ်လို့မျက်မှောက်ပြုရဆိုတာ तू ကမျက်မှောက်ပြုရဆိုတာဒီလိုကြည့်နေတာအဖြေပဲရလာမလဲဆိုတာဘာထူးခြားလာမလဲဆိုတာမျှော်လင့်တယ်အဲ့ဒါသိယုံကြည်ခြင်းနော်အဲ့တော့ယေဘုယျဘုရားရှိတဲ့ယုံနာတော့မဟုတ်ဒီယုံကြည်ခြင်းကအသက်ရှင်တယ်မျက်မှောက်ပြုနေတယ်မျှော်လင့်ထားတယ်နော်ဒီစွတောင်းခြင်းမှာထူးခြားမှုဖြစ်ကိုဖြစ်မယ်ဒီအတွက်ငါသက်သေခံမယ်ဒီအတွက်ပြင်ဆင်ထားတယ်ပြီးမြင်အောင်ထားတယ်နော်ဆိုဒီကျွန်တော်စနီးပြင်ဆင်ကိစ္စမှာတော့ဒီလိုပဲဒါအခက်ခဲတဲ့အရာတစ်ခုဖြစ်တယ်ဘလို့မလုပ်လို့မရဘူးဒါပေမဲ့ကျွန်တော်ဆူတောင်းတယ်နော်ဆူတောင်းတဲ့အခါမှာအဲ့ဒီစာရွက်ကိုကျွန်တော်ကမြင်အောင်ထားတာအဲ့ဒီထွက်လာမယ်စာအဲ့စာအပြင်မှာမမြင်ရသေးဒါပေမဲ့အတွေးထဲမှာမြင်တော့မြင်တာတကယ်ပဲအဲ့စာဘက်ကိုမြင်ရတာအဲ့ကမှကျွန်တော်ပြောဒီစာဘက်ကိုငါတို့အခုမှမြင်တာမဟုတ်ဘူးလေငါတို့မြင်တာကျန်ခဲ့တဲ့3နှစ်ကလေးမြင်တာဒီစာဘက်အခုတော့ဒီမြက်ဝတ်ထင်မြင်အဲ့ဒီလိုပဲကိစ္စနောက်ကျွန်တော်အသင်းတော်မြင်နေဆူတောင်းတယ်အဲ့ဒီမြင်နေကျွန်တော်မြင်အောင်ထားတယ်နောက်တော့အဲ့ channel မှာရက်ပြီးကျွန်တော်မြင်ရတာအော်ဒီဥစ္စာကအရင်ကအတွေးထဲမှာမြင်ထားတဲ့ဥစ္စာအခုငါတကယ်ဒီ channel ရောက်နေပါလားဆိုနော်ဒီလိုမျိုးဖြစ်တယ်နော်ဒါတော့ဖျားမင်းရဲ့သင်ပါမြင်လဲဆိုမင်းယုံကြည်ခြင်းလို့ပြောတဲ့အခါမှာဖျားသခင်မင်းရဲ့သင်ပါမြင်လဲဘာမှမမြင်ဘာမြင်ခဏနေဖျားသခင်မေးပါနော်ဘာမြင်ရလဲဒီလိုမြင်တယ်โอเคဒါဆိုရင်ခမင်းလာပြီဘာမှမမြင်ရသေးမြင်အောင်ရေးပြကြည့်ဟုတ်ဆိုတော့ဖောစာရာဟာစာရဲပေါ့စာရဲနဲ့စာရာဖြစ်လာတာကဒီဣဇက်ကိုနှုတ်တိုက်ဖို့25နှစ်ကြာတကယ်တော့မလိုအပ်ဘူးလေလောက်ကြာ25နှစ်ဆိုတော့ဟိုတော့ကျွန်တော်ဘယ်လိုတော့နားတယ်ဆွတောင်းချက်တစ်ခုက25နှစ်ကြာတတ်တယ်တေရောဘောကွာတစ်ခုဆွတောင်း25နှစ်ဆော့ပဲဆိုရင်မလားဘယ်လိုလုပ်အတိတ်ပဲမရှိဘူးလေ25နှစ်ကိစ္စတိုင်း25နှစ်ဆော့မယ်ဆိုရင်အိမ်တော်ကြီးကိစ္စမှာဘယ်လိုလုပ်မလဲဆွတောင်းတော့25နှစ်ဆော့မယ်ဆိုဘယ်လိုလုပ်မလဲနော်အဲ့တော့အိမ်တလုံးရောက်ဆို25နှစ်ဘာမှမဆက်စီဝိုက်ကတော့25နှစ်မဟုတ်သေးယောဂပြောက်25နှစ်ဆိုမဟုတ်သေး25နှစ်ဆိုဖျားခင်တတ်မှတ်ချက်မဟုတ်ဘူးဖောစာရာဟာသူကုန်းတဲ့တယောက်အနေနဲ့သူ့ကိုယ်သူမမြင်နိုင်ဘူးဖြစ်ဒီထဲမှာဣဇက်ဘိုက်ထဲမှာရောက်လာဖို့အတွက်ဣဇက်ကသူ့အတွေးထဲမှာအရင်ရောက်သူအတွေးထဲမှာအရင်ကုန်းဆောင်မှအပြင်မှာကုန်းဆောင်ဖြစ်မှာဣဇက်ကိုသူနှုတ်တိုက်နေတဲ့မြင်ကွင်းကိုသူမမြင်ရမချင်းဣဇက်ကိုသူဘယ်တော့မှနှုတ်တိုက်ရမှာမဟုတ်ဘူးယုံကြည်ခြင်းဆိုတာအဲ့ဒါပဲမမြင်ရသေးသောအရာသိမဆွဲနဲ့အဲ့ဒါသိယုံကြည်ခြင်းဆိုတာအဲ့ဒီအရာကိုပြောတာဖြစ်တယ်နော်ကျွန်တော်ကဆုတောင်းနေဆိုတာနဲ့ပြင်ဆင်တာမြောက်သောပြီးကျွန်တော်ဆုတောင်းတာပြီးမပြင်ဆင်တာအတိတ်ပဲပါလဲမယုံဘူးပြောတယ်အင်မတန်ချစ်ရတဲ့လေးစားရတဲ့ဂုဏ်တည်ရှိတဲ့ကြီးကျယ်ခမ်းနားတဲ့ပုဂ္ဂိုလ်တော့ကဖုန်းဆက်တယ်မင်းုံကလာခဲ့မယ်ထမင်းစားမယ်ပြောတယ်ကိုဘာမှမပြင်ဆင်တာ
မချက်ထားဘူးမပြုတ်တော့ဘူးပါဟိုကကားတိုင်းရဲ့အိမ်ရှိရောက်လာပြီဘာညာမလာတယ်ဘာညာလဲဟောကျွန်မဟိုပြေးဝင်အောင်ဟိုပြေးခုတ်ထိဘာညာဆိုတော့ဘာလို့လဲမထင်ဘူးလေဟာမပြစ်စင်တာဘူးဘာဖြစ်လဲမယုံဘူးဗောယုံကြည်ဆိုတာလက္ခဏာရှိရယုံကြအသီးပွင့်ရှိရသူများတခါလေကိုအယူလို့ထင်မယ်ကိုပြောတာကအပေါင်းလက္ခဏာနဲ့ယုံရင်းနဲ့ပြောတဲ့အခါကျတော့လူများနားမလည်နဲ့လက်တွေ့မကြောက်ပြောဒါအဲ့ဒါယုံကြည်ရင်ယုံကြည်ရင်ဆိုတာနဲ့စတီဆောက်တာနဲ့ကိုကမြင်နေပြီကိုကပြောနေမယ်ဒီစကားကိုဒီအကြောင်းအောင်ပြောနေရမှာဖြစ်နေပြီတကယ်တော့ပြောနေရမှာနော်အဲ့ဒါမှဒါကသူကတကယ်ကောင်းတဲ့ပုံလားနော်ဆိုချို့ရှိဘူးပါတယ်ချို့မိန်းကလေးတွေစိတ်စားဖြစ်နေယူသွတ်သွားတယ်သူကိုယ်ဆောင်တယ်လို့သူ့ကိုယ်သူထင်တယ်ပြီးမှကလေးရှိတယ်ဆိုအယုတ်ကလေးကိုသွားထားတယ်အဲ့လိုပွေချီတိုင်းအယုတ်ကလေးကိုနှုတ်တိုင်တကယ်တော့ယူသွတ်သွားဘေးကကြည့်တော့ယူပေါ့အယုတ်ကလေးကိုသွားနှုတ်တိုင်ဒါသူကလေးဆိုပြီးတော့သွားယူလို့မရယုံကြည်ခြင်းဆိုတာအဲ့ဒါမျိုးပဲနော်အဲ့တော့တာမန်အခြေအနေတစ်ခုတည်းကြော်လွန်တဲ့အတွေးအမြင်တစ်ခုစီဖြစ်သွားမှာတာမန်အခြေအနေနဲ့သွားနေတော့ဘာမှထူးမှာဟုတ်ယုံကြည်ခြင်းဆိုတာ supernatural နော်ဒီနေ့ဘုရားသခင်တကူတော်အရာကသိမ့်တတ်နိုင်ခြင်းနဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းနဲ့နှစ်ခုတွဲချိတ်သွားတဲ့အခါအဲ့ချက်မှာအလုပ်လုပ်ပါအဲ့ချက်မှာထူးခြားဖြစ်စဉ်တွေကဖြစ်လာမယ်ဆိုတော့နော်ဒါလေးအားပေးခြင်းကျေးဇူးတင်